ကဲဗလားတို့အတစ်ထွက်လာရဲ့တိုက်ခရီးကောလက်တာစကင်နဲ့ကျွန်တော်တို့9ယောက်5ပါတီတွားဆောင်ပြီဗျာချိုဦးရဲ့မြောင်ရဲ့မူရီကိုရဲ့သူ့ကောင်လေးရဲ့ဆိုပြီးတော့4ယောက်ကျွန်တော်နဲ့ဆို9ယောက်တွားဆောင်မယ်ဟာရောဟိုဘက်ကပါလေ ဟိုကပါလေ ဟဲ့ဟာဗလားလာတွေ ဘယ်ကောင်တော့3ယောက်ဆို triple ဟာဗလားတာ ကောင်းလိုက်တာဗလာသားရဘယ်လိုမျိုးပြောလိုက်တာလဲဗလာသားပြောရင်လူသွားပြီနော်မလေးတုံးမယ်နော်ပြီးတော့မလေးနော်လုံတက်အေးဒါဖိုက်တာလေဒီက ရောအမေ ကွာအပန်းရောင်ကြီးကွာဖရီယာကြီးอ่ะဒီပဲ ဟာ ငါတို့နေရာအမညံငါနေရာဟဲ့ငါစိတ်ညစ်တာဟဲ့စကေးဝိုင်းနေလွယ်စကေးတူရလွယ်နေ ရောအမေရော ဘန်ကွမ်းစိတ်လို့ ဟာရောတကယ်ကောင်းတဲ့တိုက်ခရီးရဲ့ပါလို့ရောက် double kill တွေပါရကုန်ပြီဟာ Solo kill. ဟာရောကိုင် ငါနာမမနေပဲဟိုးပထဲလေးလျှောက်သွားနေတဲ့သူငါစက်ပတ်ကိုယူထားပဲ ဟာရောနင်ဘာလို့ပြော လို့ပါလား ကိုယ်တိုင်မို့ပြောနေတာ ဂိုးလေးမကန်းလို့ငါ့ကိုပြောနေကြည့်ပါဦး ထုတ်မကြည့်ဘူးလားထုတ် တာမ ဘာ တာ လို့ထုတ်က ဟာနေဒါလေးတော့မသိ ကိုယ်တိုင်ဘုရားလေးကြည့်လိုက်တော့ကိုယ်တိုင်သူတို့ကျွန်တော်တော့ထားမသိဘူးနော် ဟုတ်ပါထိုးတုံးဆိုတာတာတဲ့ကိုပြောတာဘာထားတော့ရန်ကုန်ထားလား မန္တလေးထား ရောလာအမေဖလစ်ကတော့တော့အမေတက်နေတာရောအမေတက်နေလဲရမှာ ပွဲရမအေးပွဲလေးပဲလူလေးအေး ကောင်းနေတာကျွန်တော်အနိုင်ပဲဝင်ရတယ်ကြီးရ ကိုကျိုးကအနာမည်ချူခြင်းနဲ့ဆို ဟာဘာတော့ဟာ ဟုတ်ပြီ မောင်ချုံကေးမရပဲနဲ့ရောက်တာဝါတဲ့ဒီဝင်ကုန်ပြီ ခေးမရလို့ယူသွားတယ် အေးကေးမရလို့ယူပြီးတာဝါတဲ့ဒီဝင်ကုန်မကဲဘူးသူမှမကဲဘူးရတက်ကင်နာရောကဲဘူးမဟုတ်ကဲဘူးထိုးလည်းမကဲဘူးတေးငါ့ကိုတေးပြောခဲ့တဲ့ဟာ ဟာတယ်မိုင်း ဇာပိဟာရောအနမီယာဆရနာရီချသွားပြီငါရဲ့တိုက်ကူရဲ့စကီးကိုကြိုက်သွားလို့နေမှာ ဖြစ်သွား Victory. အခုအစ်စ်လာတဲ့ Quarter Exclusive Event မှာ Roma တွေအကြိုက်ဖြစ်တဲ့ တိုက်ကူရဲ့ Quarter အတင်းနဲ့လာပါပြီ First stand တော့ကို Diamond 350ကုန်ကြမှာဖြစ်တယ် COA များရင်တော့ COA နဲ့ဖောက်ဖို့အကြံပေးပါတယ် Daily One တော့ဆိုရင်တော့ 50% discount နဲ့လက်ရမှာဖြစ်တယ် Quarter Skin တစ်ခုကို 0.8 ကုန်ကြမှာဖြစ်ပြီးအစ်စ်ထွက်တဲ့တိုက်ကူရဲ့ Quarter ကိုတော့920 short ဈေးနဲ့ရမှာဖြစ်တယ် Lucky Box Skin ကိုလည်း short ဈေး640နဲ့ရမှာဖြစ်ပါတယ်ဒီ Quarter Exclusive Event အစ်စ်မှာဆိုရင်တိုက်ကူရဲ့ Melissa Misita Veil Nana တို့ရဲ့ Quarter Skin အပြင် Lucky Box တွေလည်းပါဝင်ပါတယ်အခုပြထားတဲ့ Special Skin 3កောင် Elite 3កောင်နဲ့ Normal 3កောင်ခုပြတဲ့ Border Emote နဲ့အခြား item တွေလည်းရမှာဖြစ်ပါတယ်